တနေ့တတိုင်းကျွန်ုပ်တွတ်ပြီနဲ့တပည့်ကျော်ဘက်ကလေးတို့သည်နေစားတူကလုပ်ငန်းစဉ်တိုင်းအမဲပြင်းအလို့ငါရိုးမတော်ကြီးတွင်သို့ချင်းနှင်းဝင်ရောက်ခဲ့တော်သည်မဲအစားတွတ်ပြီလာပြီဟဲ့မသိမြင်အမှားရှိတဲ့ပုံကိုပြန်ပြောင်းလာတရိယာမိတော်သည်ကိုတို့မြောက်ခြေကိုင်းစားကျင်လိုက်တာတော့စိတ်ချမြင်မိမွေးထားနဲ့ဆက်တော့ဖောက်မှလည်းလုံတော့ထင်းကရှားပါပြီနဲ့ဖွာဟဲလွဲပါစီဖေးပါစီမအူးမချုပ်ဘိုက်ကလေးရာခတ်ပါပြီကျွန်ုပ်အတွက်တဘာဝတရားကြီးလက်ဆောင်ကရိုးမတော်ကြည့်တယ်စီးစောတစ်ခုလုပ်ရမယ်ဟဲ့ကောင်းပြီဆရာတော့ငင်းရမှာမဟုတ်တဲ့တူတူကောင်းပြီပြောတာပဲလေကုံတတ်တာတဲ့ကျင်းကတာရကာများကကျွန်ုပ်နဲ့ရင်းနှီးပြီးသားကရုံတွတ်ပြီးလာပြီဟဲ့ဒီအဲ့ရဲ့ဟောဒီစီးစောရဲ့ကိုအသုံးပြုရမယ်ကွဟောကငပြောတော့ကိုမြောက်လို့တတ်မှတ်ပြီးတော့ဒီစီးစောတစ်ဖက်ကိုမင်းခုံချစမ်းဝုံကျွန်ုပ်လည်းလေထဲတွင်ဝဲပြန်သွားပြီးတော့ပြန်အကြဝဲအဲ့ဒီငပြောတော့မို့ကိုအုံမိတော့သည်ကိုင်းမိပြီရောမြောက်ကြီးချက်ပြီးတော့မြောက်ချေကိုင်းစားပြီးတော့မသိမြင်မြောက်မြအလားကိုအချိန်တော်တော်ကြာစောက်ဆိုင်ရသည်ဟာဆရာတွေ့ရေပြင်းတဲ့ပြို့ဟာစောက်ရတာမဟုတ်ဆိုဆိုတာဇွဲကောင်းစိတ်ရှည်ရတယ်ကွထိုအချိန်ကကျွန်ုပ်တို့နဲ့မနှီးမဝေ့တွေကြားတကောင်အိတ်ဆက်နေမှမသိခဲ့ကြဟာဆက်တော့လာပြီပြို့ဘိုက်ကလေးလည်းတပ်ပင်ပေါ်မှာစီးစောပေါ်ကိုခုံချလိုက်ရာကျွန်ုပ်လည်းမြောက်တက်သွားပြီးဟိုက်ကြားကြီးဘယ်တော့မှရုပ်နေတော့အိတ်ကောင်းချင်မအိတ်ရပါလားဟင်ပြေးဟာဆက်တော့မြောက်ချီကဟင်းမာတာကြားချီကဟင်းမှားနေရသလားဗျာဘိုက်ကလေးမှာတနက်ကိုယူပြီးရှေ့မှာတွင်ကြီးပြေးနေရကျွန်ုပ်မှအော်ဟစ်ကသတိပေးရတော့သည်ဟေးဘိုက်ကလေးတနက်ဘိုက်ကလေးလည်းထိုခါမှသတိရပြီးတနက်ကိုအလှမ်းပေးသည်ကဲဟုတ်မျိုးကျွန်ုပ်လည်းကြားကြီးကိုအလင်းအမြန်ချိန်ရွယ်လိုက်လင်ဟင်းမျိုးကြီးသည်ရုတ်တရက်လန့်ပြန်ပြီးတော့နောက်ကြောင်ပြန်လှက်ကပြေးတော်သည်ကြောက်တယ်ထိုချင်းရကိုကြုံသူကျွန်ုပ်ကလွန်စွာမှဘိုးဟင်လေးဟက်ကဟာတွေ့လားတပည့်ကြီးကျွန်ုပ်ရဲ့ဥရိယကိုရင်ဆိုင်ရမှကြောက်ပြီးတော့ထွက်ပြေးသွားပြီအံ့စရာပဲဘိုက်ကလေးလည်းလွန်စွာမှအားရကကျွန်ုပ်ကိုခြေဆုံးကောင်းဆုံးဆန်းကျင်စွာကြည့်ရှုတော့သည်ထူးဆန်းပါပဲဆရာတို့ရဲ့ကြားကြည့်တော့ကြောက်ရတဲ့ဥရိယပါလားရုပ်ဆိုးတာကိုဟမ်ကြားကြီးအေးမကြားကြီးဗျဟိုပြဟာဟိုကြားကြောက်လို့ပြေးတာဆရာတို့ကမှမဟုတ်တာဒီအေးမကြားကြီးကိုဗျကြားကြီးမျက်ခြေပြက်ခဲ့တော့ကျွန်ုပ်တို့လည်းရှာထွက်ကြည့်ပြီးဟောဆရာတို့ကလည်းတနတ်နဲ့ပြစ်တာမဟုတ်ဘူးဟာကြည်ထိုးရင်တော့မရဘူးကွာမြောက်ချီကိုင်းမစားရတော့မတ်သိမြင်မှာကျွန်ုပ်ကိုရန်လုတ်ချီရကျွန်ုပ်လည်းစိတ်မကြည်ပွဲမြောက်ဖန်းရန်ရိုးမတော်ကြီးတွင်ကိုတချီဝင်ရောက်ခဲ့တော့သည်မဲစာတွတ်ပြီးလာပြီဟေ့ငင်းကြခုန်ကြရင်တယောက်နဲ့တယောက်ထိုးကြိတ်ကြချီပြီးကျွန်ုပ်နဲ့ဘိုက်ကလေးလည်းမနေတာတော့ဝင်ရောက်ကဖြန့်ပြရသည်တော်ကြပါတော့ပြို့တော်ကြတော့ချဟာဒီကောင်ကမူးပေမဲ့အမြောင်မြင်တော့ရှိတယ်ကွာသူ့ညီချက်စုကိုမြို့ကြောင်ပို့ပြီးတော့လောကရပညာသင်ပေးတာသာကြီး BUT back OUT out PUT ပုတ်ဟင်ဆောင်းလုံးမတူပြီးတော့အတန်ထွက်ခြင်းကလည်းမတူဘူးလောကရပညာဆိုတာကဘာလဲဆရာတို့ရဲ့ဟိုကွာခေပညာပေါ့ကွာခေပညာတက်ဆိုတော့ကဘလို့ဟာကြီးပါလေအမေချက်စုကမြို့ရောက်တော့နာမည်ပါပြောင်းသွားတော့ဗါတဲ့ Robert ချက်စုတဲ့ My name is Robert ချက်စု Hi တရွေးစင်ချက်စုရောက်ချလာပြီချက်စုလာပြီဟဲ့စောက်ကြီးกว่าဒီကောင်ကအောက်ချစ်တိတ်လွတ်တာအောက်ချစ်လွတ်တာဘလို့ပါလိုက်မြင်ဘူးတွေရှိအောင်အနီးကလေးလာအောင်မကျွန်ုပ်ကဘက်ကလေးဘူးသူရရစီရင်အလုံးကလိုက်ရောရတော့သည်နတ်တူကနွားများကိုအနာပေးပြီးကန်သေးရိုးတွေအမောပြေနေသည်ဖိုးကျော်ကောင်တို့တော်ကထရေးกว่าတိတ်ကောင်းတာကျွန်ုပ်ကဇညိုက်ချင်းမတူညီလာတော့ညီအကိုထရေတူတောက်ချင်းကိုအထူးပင်စိတ်ဝင်စားလာသည်ဘိုက်ကလေးကိုခြေတန်းလုံးအောင်ချက်ပြသည်ရှ်သေးတော်မှပေါက်ချင်လာပြီသူ့ရှူးကလည်းစိတ်ဝင်စားဖို့ရကောင်းတော့သည်ချက်စုပြီးမြို့မှာပြန်လာကြတဲ့ကလဲလုပ်ငန်းကိုဂုံငယ်သူယူဆကအလုံးမလုံးပဲရွာရိုးကူးပေါက်စကလုံးပေါက်ဖောက်နေတော့သည်လေအိုးလာပြီးစကလုံးတွေမှန်တော့မှာပဲဝေးကရှောင်မှပညာတက်ဆိုပြီးတော့မျက်နှာချင်းတော်မှမဆိုင်ရဲကြပါလားကျွန်ုပ်ဒီညီကိုနှစ်ယောက်စကားပြောတဲ့ကိုနားဆွထားမိသည်ဘာမှမလုပ်ရခင်စက်ချအိမ်လုပ်ကိုကူလုပ်ပါအောင်လားကွာဟာဗျာပညာတွေသင်ခဲ့တာနွားနဲ့ဖတ်ရုံဖို့မှမဟုတ်တာပဲ
ကျွန်ုပ်ကြည့်နေခြင်းမှာပဲထရေစိန်ကလေးရလာပြီးတော့ဘာကွာမင်းကိုနွားနဲ့ဖတ်ယုံပြီးတော့ဒီပညာသင်ပေးထားတာကွာပွဲတော့ကျန်းစာပြူလာပြီဒီမှာအကိုလူကကျေးလက်မှာနေပေမဲ့အတွေးခေါ်ကနိုင်ငံတကာနယ်စပ်မြင့်ကိုဖျက်ကျော်နေဖို့လိုတယ်မောင်ကုံကူးတာကိုပြောတာထင်တယ်ဆရာတော့ပြီးတော့ကိုချတာအောက်ကမြေကြီးကိုကန်ကြည့်ရုံနဲ့ဘာပင်ဆိုင်ရင်ရမယ်ဆိုတော့သိထားရမယ်အေးဒိုးနိုင်ငံရေးမြေတဘာဝကဘာပင်ဆိုင်ဆိုင်အားလုံးဖြစ်တော့နေမင်းကိုကလက်ကြောမတင်ကြလို့အိတ်ချင်တယ်အလုံးနဲ့မတည့်ဘူးချက်စုပြောသောစကားများကကျွန်ုပ်နားထဲကိုရှော့ရှော့ရှူရှူဝင်မလားကျွန်ုပ်နဲ့ဘက်ကလေးမှာနားလေအောင်အတော်ကြိုးစားယူရသည်မြန်မာလိုပြောတာမှဟုတ်ရဲ့လားမသိဘူးနော်ပညာတတ်နေတဲ့တိုင်းပြည်ဟာကမ္ဘာမှာဘယ်တော့မှ international မဖြစ်ဘူးစက်မှုသိပ္ပံခေတ်ကိုမရောက်နိုင်ဘူးကိုမင်းလိုလူမျိုးတွေများလို့နေမှယဉ်ကျေးမှုပဲကြည့်ကြည့်စီးပွားရေးပဲကြည့်ကြည့်လူမှုရေးပဲကြည့်ကြည့်ခက်မမိနိုင်သေးဘူးကြည့်ုံပဲကြည့်နေတာကိုအမှုပညာကိစ္စမှာပိုးပြီးတော့ဆိုးသေးတယ် realism တို့ excel တို့ဆိုတာ19ရာစုမှာကြံခဲ့ပြီ realtor တွေငိုရတာတွေလာလုံးနေနဲ့အဲ့ဆိုတာ zip ပါအဲ့ဟာအဲ့ပဲ Jane Joyce တို့ Virginia Woolf တို့ပြတိုက်တဲ့ရောက်ကုန်ပြီဗျအဲ့ဒါတွေငါမသိဘူးငါသိတာကတောင်ကလာကဆေးပြစ်လိုက်ဂုရုကြီးပဲသိတယ် Hello ဆရာကိုနားထောင်ရင်ကျွန်ုပ်တို့ဆရာတွေလည်းမျက်စိလဲကြကုန်သည်နိုင်ငံတကာမှာအားလုံးကိုရိုက်ချိုးပြီးတော့ modern laundry ခစ်ကိုတော့ရောက်နေပြီဒါတွေမသိအဟောင်းသမားပဲမင်းပါတွေလက်ပြောနေတာလေယူနေသလားဟဲ့ကြုတ်မယူဘူးခမားတို့အားလုံးကအမားတွေကျူးလွန်နေကြတာမင်းကလားငါ့ကိုမှားတယ်ပြောတာခမိအောင်မင်းကိုအရင်ရိုက်ချိုးရမှာကဲ့ကွာထုံခွတ်ငင်းကြခုန်ကြရင်တယောက်နဲ့တယောက်ထိုးကြိတ်ကြချေပြီကျွန်ုပ်နဲ့ဘိုက်ကလေးလည်းမနေတာတော့ဝင်ရောက်ကဖြန့်ဖြေရတော့ပြီတော်ကြပါတော့ပြုတော်ကြချကဲ့ကွာသူတို့ညီကိုကိုအိမ်နိုင်ရောက်လိုက်ပို့ရတော့သည်ဟေ့မကြီးမငယ်နဲ့ငင်းရင်နဲ့ရံဖြစ်ကြတယ်လို့တော်တွေကိုပြန်ဝင်ဝဲနက်တူတို့ထတော်နီးတလင်းပြင်မှာဖျက်ဟာဆက်တို့ဟုတ်မှာဟာဟုတ်ပြီစဉ်းစားမိပြီဟေ့တော်ပါပြီတဲ့အကောင်လိုက်မြင်မှာပဲစဉ်းစားမိတယ်တဲ့နက်တူနဲ့ချက်စုရံဖြစ်တာကိုမြောက်တွေကမြင်သွားပြီးတော့အတုကိုလောက်ကြတာကွာငါအစွမ်းနဲ့ရခဲ့တဲ့ပုံမျိုးမှိန်းနေရမယ်မတ်သိမြင့်ကပျော်မဆုံးကြည်တယ်ဟဲကိုတို့တော်လိုက်တာဘလို့လို့ဖမ်းခဲ့ရတာတော့ဟင်ကျွန်ုပ်ထုံးစံတိုင်းစွတ်စစားပေါ်မသိမြင်နောကြည့်နေပြီနောက်တနေ့မနက်ဝဲကျွန်ုပ်နဲ့ဘိုက်ကလေးကြိုတင်တိုင်ပင်ထားကြသည့်အတိုင်းတလင်းပြင်ကိုရောက်ကြသည်ဘိုက်ကလေးကကျိုးွယ်ကိုမြင်သားနေရတွင်ချလိုက်သည်ဖိသားကြီးနွားများကိုကျိုးရှိတက်တာပြီးကျွန်ုပ်တို့စပားနေကြသည်ဘိုက်ကလေးကတကယ်လေသမားကြီးနဲ့ဟဲ့ဂျိုးတောင်းဟဲ့အောက်ကဂျိုးကုတ်အတန်ကြာစပားနေပြီးတော့ခါကျွန်ုပ်တို့နွားများကိုကျိုးဖြုတ်ပြီးစကြက်ကိုလှုပ်လိုက်၏ကျွန်ုပ်နဲ့ဘိုက်ကလေးကခြုံကွယ်မှစောက်ဆိုင်ကြသည်မသိမြင်တော့မြောက်ချီကိုင်းစားရတော့မယ်ကျွန်ုပ်တွေးထင်ထားသည့်အရာတို့သည်အဝင်ငွင်ကြဖြစ်လာသည်မြောက်များသည့်တလင်းထဲကိုဝင်လာကြချီပြီစောစောကကျွန်ုပ်နဲ့ဘိုက်ကလေးတို့ပြုတ်မှုကြသည့်အတိုင်းပင်မြောက်များကျိုးများကိုသူတို့လက်ဘဲတွင်လိုအပ်သလိုချီကစပားနေသလိုပြုတ်လို့နေကြတော့သည်ကွိကျွန်ုပ်ဆင်လာသောအကွက်တဲကိုဝင်လာပြီးဖြစ်သည်ဖြင့်ကျွန်ုပ်နဲ့တပည့်ကျော်လည်းမြောက်များကို6လန့်ကလှုပ်လိုက်တော့သည်ရှူရုတ်တရက်မှုထိတ်လန့်ကမြောက်များကဝရုံးသုံးကပြေးကြသည်ကျွန်ုပ်တို့လည်းမြောက်များသူတို့ဘာသာခြိထားသောကျိုးများကိုလိုက်ဖမ်းကြသည်ဖမ်းတလိမ့်မြင်တစ်ခုလုံးတွင်ကျွန်ုပ်တို့ဆရာသပည့်နဲ့မြောက်မှလုံးထွေးသွားတော့သည်ဟိုးဆက်တော့ကဲပါအောင်မြောက်များဥပဟုပြေးလာတော့ကြောင့်ကျွန်ုပ်တို့မှနောက်ဆုံးတွင်ဒီနေ့ကံမကောင်းပါလားလောကတွင်ကိုဖြစ်ကျင်တာမဖြစ်ရကိုမဖြစ်ကျင်တာဖြစ်ရတတ်သောကံတရားကိုကျွန်ုပ်တို့အားကြည့်ပြီးသင်တို့တန်ဝေကယူနိုင်ကြပါစေဆရာတွတ်ကိုဘသူကကျိုးနဲ့တုတ်သွားကြတာလေဗျထူးဆန်းပါပဲဆရာတွေ့ရဲ့ဟာညှိဦးလေပြည်သည်ကျုံနှိုင်းရွာကလေးကိုတုံဖြူလျက်ရှိတော်သည်လာပြည့်လာသည်အင်အားရှိသောဝင်းပနေသည်ကျွန်ုပ်အိမ်ရှိကွက်ပြဝဲရွာကလာသားတို့စုံကြီးချေပြီးဘဟုတုရအလုံးကလာသူအပြင်းပြေလာသူဆက်သားကြောက်စားညင်လာသူတို့နဲ့ညစဉ်စီကားနေတော်သည်ဆရာတို့ပြုတ်ခဲ့တဲ့ဆက်သားကြောက်ကစိတ်ပါဗျာဘဲကဆရာတို့ပြရမှာလဲရှင်ဝေးသည်မုတ်ဆိုရှာတဲ့အောင်မင်းမလက်ရောင်းလို့ဝယ်ထားရတာပါတော်ဟာမမြင်ကလည်းကိုယောက်ျားကုံကိုဖော်နေပြန်ပါပြီကျွန်ုပ်ကရွာသားများရှိလို့ယောက်ျားကုံကိုမတင်မဲနှိတ်ချသောမိန်းမကိုအမှန်ပဲစိတ်ချင်ပေါက်မိတော်သည်အိမ်တော်မှုဖျားတဲ့
ဆေးမရည်စုပ်ထိုးဤသုံးမျိုးချက်မပိုင်နောင်ပြင်နိုင်ရန်ခတ်လိုက်မည်မျိုးဆိုတာတဲမှန်ပါလားအခုနေဘရုတ်ရှိကကျွန်ုပ်ကိုယူမယ်ဆိုရင်တော့မှကျွန်ုပ်မလှုပ်ရှားနိုင်တော့ပြီကျွန်ုပ်တာဝန်ထားဆရာတို့ထိုညကရောက်တဲ့ရစကားဝိုင်းကိုဥဆောင်နေသူကတော့လူမျိုးကြီးစောတင်မောင်ဒီညတော့မိမအကြောင်းမပြောတော့ဘူးဗျာရှားပါတဲ့ညပါလားထူးဆန်းတာတကူပြောဆိုင်ရှိတယ်ဗျကျွန်တော်ဘာကြီးတင်မောသားရဲ့အတွေ့အကြုံပေါ့သူတို့တင်မောကပင်လယ်တနေရာကြောက်ဆောင်ထူထပ်တဲ့ရေလန်းခီးအတိုင်းဖြတ်တဲ့အခါလင်းမိုင်ဖြူကြီးတစ်ကောင်ကိုတွေ့ရလိမ့်ရှိတယ်တစ်ချိန်တော့သူတို့တင်မောအဲ့ဒီနေရာရောက်လို့မကြမီမှုန်တိုင်းကြပါရောမိဖုရားတိုက်ကလည်းပြတ်နေတယ်ကြောက်ဆောင်ထူထပ်တဲ့နေရာမို့လို့ကြောက်ဆောင်တဲ့တိုင်မီရင်ဒီတချီတော့ကိစ္စကြောဆိုပြီးတော့တင်မောသားတွေကကြောက်ရွံ့ကုန်ကြတယ်ဦးလေးကလည်းတမုတ်တွေရွတ်နေတော့တာပေါ့အဲ့ဒီအချိန်မှာလင်းမိုင်ကြီးကပေါ်လာတာပဲလင်းမိုင်ကြီးကတမောရှိကနေငုတ်လိုက်ပေါ်လိုက်နဲ့လမ်းပြတော့တာပေါ့မာလိန်မှုလည်းသဘောပေါက်ပြီးလင်းမိုင်ကြီးနောက်ကိုတန်းတန်းမမလိုက်ခဲ့တာကြောက်ဆောင်အနေအကြားကနေလွတ်ခဲ့ရတယ်တဲ့အဲ့ဒီလင်းမိုင်ကြီးကိုကျေးဇူးတင်လို့အဲ့ဒီနေရာရောက်တိုင်းအစားအသောက်တွေချပေးကြတယ်အခြားသင်္ဘောတွေကိုလည်းအဲ့လိုပဲလမ်းပြပေးဦးတယ်တဲ့ဟယ်လိုဥပဒေမပါဘူးလားထူးဆန်းပါပဲဆရာတို့ရဲ့ဟုတ်ပေါင်းကိုစောတင်မောင်ရဲ့ကျောင်းဆရာလေးကိုမျိုးနိုင်ကလည်းလင်းမိုင်တွေကအသိဉာဏ်ထက်မြက်တာအနောက်နိုင်ငံတွေမှာဆိုရင်လင်းမိုင်ကိုရန်သူရီအောက်စကန်ကိုလှုပ်ပြီးတရှိုးလောက်ခိုင်းတာဗျလင်းမိုင်တွေကကွင်းထဲကိုခုံဝင်တတ်တယ်1 2 3အပြော့နှုတ်ကြည့်ပြီးတော့လည်းတချင်းဆိုတတ်တယ်ဒိုယေမီဖာဆိုလာတီဒိုကလေးတွေကိုကြောပိုးပြီးတော့လည်းကူးပြတတ်တယ်စောဒီဝေါကလည်းအားကြမကန်ချင်းမစီမြောက်တွေလည်းအဲ့ဒီလိုပဲဗျညံထတ်တယ်စာလုံးတွေစီးပြပြီးတော့လိုရာကိုတောင်းနိုင်တယ်ဘနာနာဆရာတို့ကတော့တောအတွေ့အကြုံရှိသူပြီလင်းမိုင်အတွေ့အကြုံရှိမှာပဲဘူးသူတာပြောပါဦးကြုံမှုပါတယ်ဗျကျွန်တော်တို့အသက်ကိုလင်းမိုင်တွေကကဲခဲ့ဘူးလေဆိုတာသင်တို့အံ့ဩရလိမ့်မယ်သူတို့ပါဆက်အဟောင်းသားဒီလူကြီးနဲ့အတွေ့အကြုံစုံရံကုန်အောချရတော့သည်ဟဲအိုးဟာလောက်ပါအောင်ဆရာတို့ဆက်သားကြောင့်ဟုတ်ပေါင်းလင်းမိုင်အကြောင်းကိုလောက်ဝန်းကိုတိမ်တထိုက်ကကွယ်သွားချေပြီကျွန်ုပ်ရဲ့စိတ်အစဉ်သည်လေကျေးဇူးရှင်လင်းမိုင်ကလေးစီကိုရောက်ခဲ့တော်သည်နှစ်စဉ်မြမပြည်တနေရာကိုခီးထွက်မြဲယခုနှစ်တွင်မူမိတ်ကျွန်းစုဘက်ကိုခြေဥလှဲ့ဖို့ပြင်ဆင်တော့သည်ဘိုက်ကလေးကဒေသတစ်ကိုတွားရမှာမို့ဥမျိုးနေတော့သည်ကျွန်ုပ်မူကမတ်သိမြင်အဆူအငေါ့ကိုလပိုင်းမြနားရီတော့မိမို့ဝမ်းမြောက်ရတော့သည်ဆရာတို့ရဲ့မိမရှောင်မိကပီတာပါပဲဗျာကျုံလိုက်ရွာမှာခီးအစင်စင်ထွက်ခဲ့ပြီးပင်လယ်ပြင်ကိုဥတီကထွက်ခွာပြီးငါးပန်းဆက်လေကြီးပေါ်ကိုကျွန်ုပ်တို့ရောက်ရှိခဲ့ကြသည်ကမ်းမမြင်လက်မမြင်ပင်လယ်ပြင်ဝဲလက်ဆက်တော်လေကိုရှူသွင်းရသည်မှအားရှိလာတော့သည်ရေသည်ပြာနုရာမှစိမ့်ညို့လာသည်ဘိုက်ကလေးကပင်လယ်ပြင်ခီးတဘာဝကိုအလူးလက်ခံရတော့သည်ကျွန်ုပ်ကခန္ဓာရည်ရှိလာကြပြီးအခြားခီးသွားများကကိုလက်မအီမသာဖြစ်ကြပုံမရအတွေ့အကြုံများပြီးမို့ထူးပြီးတော့ခံစားရမတူပင်လယ်စင်ရော်တို့ကကြံရစ်ခဲ့ကြပြီးခီးတယ်များကကျွန်းစုများမှဖြစ်သည်နက်ကျုပ်သောအသားရည်သည်ပင်ဘဝပေဆုလက်တယ်အဝတ်အစားကတော့အဆက်လုံးယုံသူတို့ကတိတ်ပံခင်းနဲ့အဆက်ပြတ်နေသည်ကျွန်ုပ်ရောက်ခဲ့ဘူးသောမြို့ပြမှရောင်စုံကားများရုပ်ရှင်ရုံကြီးများစတိုးဆိုင်ကြီးများနမိမယ်လေးများကိုသူတို့သိကြမိမထင်ဟဲမိမကကားမောင်းတယ်မသိချင်းကကောင်းလာသည်တိတိကတက်မှတ်ရအောင်မီတက်မှတ်မှုကဒုက္ခတဲ့ကြည်လှတယ်လိုချင်တယ်ဒီသက်မိမရပါဦးမလားSE ကိုပိုင်စီးနိုင်အောင်အကြံဖန်လုပ်မယ်လက်မလောက်တီဗီလေးဖြစ်ဖြစ်တက်ဝယ်ပေးပါလားဝါစိန်ရဲ့ပင်လယ်ခီး3ရက်မြောက်နေတွင်မူတင်မောသားများသည်ကောင်းကင်ကိုမော့ကြည့်ပြီးပူပင်နေပုံကိုမြင်ရသည်ကောင်းကင်သည်အနီရောင်ပြေးနေသည်ရောင်ကြီးဦးလေသည်ပြောင်းလဲသွားသည်ပြင်းထန်စွာတိုက်ခတ်လာသည်ရေသင်းပြရသည်လှိုင်းလုံးကြီးများတွင်ကူးသွားတော့သည်ကျွန်ုပ်တို့ကပင်လယ်မုန်တိုင်းနှင့်ကြုံဆုံရကြပြီအိမ်လုံးမြင့်သောလှိုင်းလုံးကြီးများကြားတွင်ဆက်လေသည်လူးခနေသည်မိမများခလေးများ၏အော်ဟစ်တန်ကကဘာပြက်သည်နဲ့ဖျားဝေါတဝဝဆွဲကလှုပ်ရနေသောဆက်လေပေါ်တွင်ကျွန်ုပ်နှင့်ဘိုက်ကလေးကသတိကြီးစွာထားပြီးစီပိုင်းတစ်ခုကိုဖတ်တွေ့ထားတော့သည်ဖြောင်းဟာတမကြိုးပြီးဆက်လေကမျောနှင်းချက်မရှိကြပြီတဲ့ဟာဟိုကဲကြပါမိမများကိုအသက်ကလေးပေါ်ကိုတင်ရသည်ခလေးများလည်းပါသည်ကျွန်ုပ်တို့ကဆက်လေပေါ်တွင်သာကြံရင်ကြတော့သည်ဆရာတို့ဒီတချီတော့ကိစ္စချောပြီပေါ့ဇွဲမလျှော့နဲ့ဘိုက်ကလေးမဟာဇနကတုံနှလုံးမူစမ်းပါကျွန်ုပ်ဒီပလတ်စတစ်အိတ်တွေတွင်
မိကြီးစားစရာတချို့ထင်းတချို့ကိုထည့်ပြီးတော့ဆက်လေသည်နစ်မြုပ်ချပြီသည်ကျွန်ုပ်နဲ့ဘက်ကလေးလည်းစီပိုင်းမြက်တစ်လုံးပြည့်ထောက်ခွာခဲ့တော်သည်တင်မောသားများသည်လည်းရရမိတွေ့စရာတို့တွင်ဖတ်တွေမရောက်ပါသွားကြသည်ကိုနောက်ဆုံးမြင်တွေ့ရပြီးကွဲကွာသွားကြခဲ့တော်သည်ပင်လယ်ပြင်နဲ့2ရက်ကြာခဲ့ပြီးတောက်ရည်လည်းကုန်လာပြီးနှကမ်းများကအက်ကွယ်လာသည်ရှာသည်ဒုတ်တချောင်းလိုမာတောက်နေသည်ငါးများကိုပင်အစိမ့်စားရတော့သည်ဖွီးငံလေဟာဆက်တော့ဟိုမှာကျွန်းကုန်းပြုတ်ဟုတ်ပါကျွန်ုပ်တို့လည်းဝမ်းသာအားရပင်ကျွန်းကလေးစီကိုကူးလာခဲ့တော်သည်ကျွန်းပေါ်ကိုရောက်တော့ရှေ့ပြစ်လက်ပြအနားယူလိုက်ရသည်ဖျားမလို့ပင်လယ်ပြင်မှာဒီကျွန်းလေးတွေ့ရတာပဲအမောပြေသောဘိုက်ကလေးကမိဖို့သည်ခုမှပဲငါချောက်ကိုမီးဖုတ်စားရတော့ထင်းစာများမှာ6တွေ့နေပြီဖြစ်သည်ဖြင့်ခဏချင်းမီးဆွဲတော်သည်ငါချောက်ဖုတ်နှံကမှုေးပြန်လာကြပြီအစာနှင့်ဝေးခဲ့ရသောဘိုက်များကတကွီ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 တပြည့်ကြီးရေကျွန်းကလေးကတော့ထူးဆန်းနေနော်တိတ်လည်းမကြိတ်ဘူးတစ်ပင်ဆိုလို့မြက်ပင်တော်မှမတွေ့ဘူးဟုတ်တယ်ဆရာတော်ကြောက်တုံးလို့လည်းမတွေ့ဘူးနော်မြေသားကလည်းချောမွေ့ပြီးတော့နင်းရတာအေးလေးဟာအံ့ဖွယ်ကျွန်းမဆရာတို့ရေခုံကြည့်စမ်းမယ်မိရတညဆွဲပြီးတော့မကြက်ကြက်ငချောက်မြောက်ကိုကျွန်ုပ်တို့ငမ်းမြစားကြသည်ဟာမြေကြီးတွေလှုပ်တော့ပြီငလင်လှုပ်တာလားရေအောက်မီးတောင်ပောက်ကွက်တာလားရုပ်ချီပင်ကျွန်းကြည့်သည်ပြင်းစွာလှုပ်ခါသွားပြီးရေအောက်ကိုနှိမ့်မြုပ်ဆင်းသွားတော့သည်သတိထားပြုတ်ဟိုက်ငမန်းကြီးအေးရမငမန်းကြီးကျွန်းမဟုတ်ဘူးကွာရေပေါ်တက်မှိုင်းနေတဲ့ငမန်းကြောကုန်းကြီးကိုငမန်းကြီးစီကျွန်ုပ်တို့ကိုရန်သူပြုတ်ချေပြီးမိရထားဆက်ကောင်ကြီးပေါ်မှာကျွန်ုပ်တို့စီကိုအရှိန်ပြင်းစွာတိုးဝင်ခဲ့သည်ဖြက်လောက်စွာရှောင်းလိုက်ရည်သာအသက်နဲ့ကိုအိုးစားမကွဲတာအရှိန်လွန်သောငမန်းကြီးကကျွန်ုပ်တို့အနီးမှာဘောကနေဖြတ်သွားသည်အနက်ပြင်းကြီးသည်မဆုံးနိုင်အတော်ဝေးဝေးရောက်မှပြန်လှည့်နိုင်တော့သည်ကျွန်ုပ်လည်းအကြံရပြီးဘိုက်ကလေးလုံးကြီးကိုဆွဲခွာပြတော့သည်ဟင်ချွတ်စမ်းပြီးလင်ပစုံးကိုအနီးတဲ့မျောပါနေသည့်ထင်းစီတွေပတ်ပြီးတော့တွန်းလှုပ်လိုက်တော့သည်ငမန်းကြီးကမျက်စိလေသွားကလူအမတ်နဲ့ပြည့်ဟက်တော့သည်ဟိုက်သွားပြီးဂျလော့ကျွန်ုပ်တို့လည်းငမန်းကျိုးပေါ်ကိုအသာကပ်လိုက်တော့သည်ငမန်းကျိုးသည်ချုံးမွေးနေသည်ပြုတ်ကြကကြိုင်ရင်ကြတော့သည်ထိုစဉ်ထူးဆန်းသောအချင်းရာဖြစ်ပေါ်ခဲ့တော့သည်အရှိန်ပြင်းစွာတိုးဝင်လာသောငမန်းကြီးနှင့်ကျွန်ုပ်တို့ကြားတွင်ဖြူဖြူရာကြီးများကဝင်ရောက်လာခြင်းပင်တေချာကြီးမှလင်းမိုင်များဖြစ်တော်သည်လင်းမိုင်များသည်ငမန်းကြီးကိုခေါင်းပစ်ပေးဆောက်သည်အကောင်ရင်20ခန့်များရှိသောလင်းမိုင်များ၏ဆောက်အားကိုငမန်းကြီးအလူးလက်ခံရသည်မဖြစ်ဘူးလက်မနောက်ဆုံးတွင်ငမန်းကြီးထွက်ပြေးသွားတော်သည်ကျွန်ုပ်တို့ကိုလင်းမိုင်တစ်ကောင်စီကိုကြောပိုးပြီးတော့လိုက်ပို့သည်ရေပြင်းနေကျွန်ုပ်တို့မှာရေလွှာရှောစီးနေရသည်လားနေမင်းသည်ခေါ်ရာကျွန်းကိုယွန်းလေပြီပတ်ဝန်းကျင်တွင်အမောင်ထုကလွှမ်းမိုးလာတော့သည်ကျဲပွင့်များမိတ်တုံမြင်နေရသည်ကျွန်ုပ်တို့ကလင်းမိုင်ကြောထွက်မှပြုတ်မကြအောင်အားထုတ်နေရတော့သည်တတိပြန်ရတော့အခါမှာကျွန်ုပ်တို့တတိလေးကကြောင်သိရသည်တောင်မြင်ပေါ်ရောက်ရှိနေပြီလင်းမိုင်များကထွက်ခွာသွားကြပြီကျွန်ုပ်တို့မှာလင်းမိုင်တွေပေးတဲ့အသက်ပဲရှိတော့တယ်လင်းမိုင်တွေဘေးကနေကင်းပြီးတော့အစာရကြပါစေကျွန်းသားများကဖော်ရကြတော့သည်စောက်ရှောက်ထားကြတယ်ရဲတပတ်ဖြစ်ရောက်လာတော့ဆက်လက်ပြီးပြန်တင်ပုတ်ပေးလိုက်တော့သည်ကျွန်းသားများနဲ့လင်းမိုင်များကိုခွဲခွာရသည်မှာဝမ်းနဲ့ပလန်ထူးဆန်းပါပြီဆရာတွေ့ရဲ့